ပြည်သူများအားလုံးပဲမင်္ဂလာခင်ဗျာအခုဆိုရင်ကျွန်တော်တို့ရဲ့မြန်မာဖိုင်တာလေးကြော်ဆောင်ဝင်းကိုနောက်ပွဲမှာဘယ်သူနဲ့တွေ့လိမ့်မလဲဆိုတာပြည်သူတွေကစိတ်ဝင်စားရှိနေကြပြီခင်ဗျာတချို့သောသတင်းမီဒီယာတွေကမတ်လ29ရက်နေ့ကိုရောက်ရင်ကြော်ဆောင်ဝင်းရဲ့ပွဲစဉ်ရောက်လာလိမ့်မယ်လို့ပြောနေကြတယ်တခါလေရောက်တော့လေခွမ်းကခက်မြန်ပွဲတက်ပေးရရှိရပါလိမ့်ဖက်ဒရယ်ချင်းကတော့ဘယ်လိုဆုံးဖြတ်မလဲမသိပြအဲ့လိုမြန်မြန်တော့ကျွန်တော်မထိုးခိုင်းလာဘူးလို့ထင်တယ်ဖက်ဒရယ်ချင်းကကြော်ဆောင်တော့ရန်ကြီးဆိုင်တယ်သူတို့ကကြော်ဆောင်ဝင်ကိုဖြစ်စေချင်တာတစ်စင်းချင်းအလား step by step အဲ့လိုတက်ရမယ်ဆိုတဲ့ fighter မျိုးဆိုပြီးတတ်မှတ်တာဖြစ်တယ်ခင်ဗျနောက်တစ်ချက်ကတချို့သတင်းမီဒီယာပြောလာတဲ့စံကာတစ်နဲ့ပွဲတက်ပေးလိုက်ရင်တော့ထိုင်ရောက်ပါဘောလေဒါပေမဲ့ကျွန်တော်ထင်တာပြောရရင်ပြစံကာတစ်လို့ fighter မျိုးနဲ့ဆိုရင်ဖက်ဒရယ်ချင်းကလက်မခံတော့ဘူးကြော်ဆောင်ကတပွဲထိုးရနိုင်ထားတယ်ပုံစံကောင်းလည်းရထားတယ်ပြည်သက်တွေအတိပြပြုမှုလည်းရထားတယ်သူတို့ရဲ့ fighter ကလည်းအမြင့်ပြစံကာတစ်လို့ပေါက်ချာနဲ့သွားပြီးပေးတွေ့ရင်ငါတို့ရဲ့ fighter ဘာဖြစ်သွားမလဲဆိုတော့သူတွေးထားရရှိပါတယ်ခင်ဗျနောက်တစ်ခါမှာကျွန်တော်တို့ထပ်ပြီးတော့ပြောလာတာကယိုဟန်ဂဇလီကိုလည်းကျွန်တော်ထင်ပါတယ်ဖက်ဒရယ်ချင်းကငင်းပါလိမ့်မယ်ဘာကြောင့်လဲဆိုတော့ကျော်စောဝင်းရဲ့အစင်ကယိုဟန်ဂဇလီနဲ့ထိုးရမယ်နေတာမဟုတ်သေးဘူးယိုဟန်ဂဇလီကအမြင့်တနေအောင်ရောက်နေပြီးသား fighter ဖြစ်တယ်ခင်ဗျအမေရိကန်တော့ပြည်နယ်ဆောက်ရေးရရှိပြီးသားပေါ့လေမြန်မာကပြည်သက်တွေကရင်းရင်အောင်နဲ့ယိုဟန်ဂဇလီရဲ့ဘက်မှာယိုဟန်ဂဇလီနိုင်တော့ကျော်စောဝင်းနဲ့ပေးတွေ့လိုက်မလားဆိုပြောလာတာဖြစ်ပါတယ်ခင်ဗျဒါပေမဲ့ဖက်ဒရယ်ချင်းကကျော်စောဝင်းကိုအခြေအနေတရက်ရင့်ကြမှုတရက်ရအောင်စောင့်ပြီးမှယိုဟန်ဂဇလီလိုဖိုင်တာမျိုးနဲ့ပေးတွေ့ပါလိမ့်မယ်ခင်ဗျဒါဖက်ဒရယ်ချင်းရဲ့အတွေ့ဖြစ်ပါတယ်ဒီမှာဘာလို့တွေ့လာသလဲဆိုတော့ကျွန်တော်တို့ရဲ့ fighter တွေကိုစင်တင်နေတဲ့ agent တွေပေါ့လေ gym တွေဒါကိုတွေ့လာပါလိမ့်မယ်တချို့ကပွဲရရင်ပြီးရောဆိုပုံစံမျိုးနဲ့သွားပြီးတော့စင်တင်တယ်ဖက်ဒရယ်ချင်းကတော့အဲ့လိုမဟုတ်ခင်ဗျပြုစုပြောထောင်သူကသူ့ရဲ့ fighter ကိုပြန်ကြည့်တယ်ဒီ fighter နဲ့ဒီပြန်ပတ်နဲ့ဆိုငါ့လူအစီပြောရမလားငါ့လူဘယ်လိုလုပ်တာလဲငါ့လူအတွက်အောက်စီးရထိုးရမလားဟိုတစ်ဖက်ကလူကဘယ်လိုဖြစ်နေတယ်လဲဆိုတော့သူတို့အကုန်ချိန်ဆပြီးမှလက်ခံတာဖြစ်ပါတယ်ဒီတော့ကျော်စောဝင်းအနေနဲ့ယိုဟန်ဂဇလီစံကာတစ်ဒီလို fighter နဲ့တော့ဖြစ်တော့မရှိသေးဘူးခင်ဗျဘာဖြစ်ကျော်စောဝင်းအနေနဲ့ကျွန်တော်အထင်ပြောရရင်ဗျာ March သို့မဟုတ် April မှာတော့ပွဲရတော့တယ်ခင်ဗျနောက်တစ်ပွဲလောက်ကိုအကောင်းဆုံးပုံစံပြလိုက်နိုင်မယ်ဆိုရင်တော့ကျော်စောဝင်းကိုဝါတစ်ခုတော့စဉ်းစားလာနိုင်ပါတယ်ကျော်စောဝင်းကိုကျွန်တော်ကတော့အမေရိကန်တော့တကယ်နဲ့စာအုပ်ကြီးဆိုလင်းလိုပဲမြန်ဆန်ဆန်ရရှိစေချင်ပါတယ်ပြီးတော့အမေရိကန်တော့တကယ်နဲ့စာအုပ်ကြီးရရှိပြီးရင်ဒေးဂျ်ဖိုင်တာနဲ့တွေ့မယ်အဲ့ရရင်တစ်ဆင့်ချန်ပီယံကပတ်လမ်းကြောင်းနဲ့ကိုဒီနေ့တော့တစ်နှစ်ခွဲလောက်အတွင်းမှာရောက်ရှိသွားနိုင်ပါစေလို့ဒီနေ့အားလေးဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ